မင်းတို့ကွာ romance တွေကိုကြည့်ရတာစိတ်ကုန်နေမဟုတ်လားအနန္တပွင့်ရဖို့ကို season တစ်ခုလောက်စောင့်နေရတဲ့ romance တွေကိုလည်းမကြည့်ချင်ဘူး hero ရမ်းဆန်နေတဲ့ဟာတွေကိုလည်းစိတ်ကုန်နေဆိုပါတော့အဲ့ဒါဆိုလို့ရှိရင်ဒီလူလောကလူတဘာဝတွေကလူသားအဆန်ဆုံး enemy ကိုကြည့်ချင်လားအဲ့ဒီအတွက်ဖြေကိုအခုလာမဲ့ reason movie ကဖြေပေးသွားလိုက်မယ်私が全部教えてあげる Chainsaw the movie reason တော့မဟုတ်ကျွေးလွင့်သွားခဲ့တော့ဒီစီပန်းလေးဖြူစင်တော့အချစ်ကိုကိုစားပြီးတော့ပန်းလေးတွေတွေးဆုံးကဒီယူတရပန်းစင်နေရနောင်းငယ်လေးပြီအပိုင်း39စစချင်းမှာ info တွေတန်းကြီးပေးလိုက်တဲ့ power နဲ့တလို့အမအပြင်အခြားတော့ခိုက်တဲ့ development တွေဥပမာဘင်းတို့လိုခိုက်တာကိုပါထည့်ထားတယ်မာကီမာကတန့်ဂျီကိုရုပ်ရှင်ဒိတ်ဖို့ခေါ်ပေါ့သူ့အပေါ်ခန်းစားချက်ရှိလာအောင်တန့်ဂျီကိုနည်းနည်းပါးပါးလှုပ်ပေးတဲ့ idea တစ်ခုပဲတန့်ဂျီနဲ့ရုပ်ရှင်ကြည့်တဲ့အခါအတော်လေးထူးဆန်းတဲ့ sketch တွေအပိုင်းကိုမြင်ရတယ်မာကီမာငိုနေတာပဲရဲ့အဲ့ကားကိုကြည့်ရင်မာကီမာလုံးဝအယုတ်ကျူးပြဖြစ်သွားတာကိုလည်းမြင်မယ်ထင်ပါတယ်မာကီမာ is crying မာကီမာလိုခက်ကြမ်းကြမ်းမိန်းမတယောက်ကဒီလိုပြောညံ့တဲ့ personality ကြီးကိုမြင်လိုက်ရတဲ့တန့်ဂျီအနေနဲ့ချုပ်ထားရမှာတော့အမှန်ပဲမာကီမာငိုရလောက်အောင်အဲ့ကားဘာကားမို့လို့လဲလှိလာဘူးတလောက်အဲ့ကားက Blast of the Soldier ဖြစ်ပြီးတော့1959ခုနှစ်ကမှထုတ်ဝေထားရလို့သိရတယ်အဲ့ကားက World War II အခြေခံထားတာဖြစ်ပြီးတော့ Chainsaw Universe မှာဒီကားကစိတ်ကူးရင်လို့ဖြစ်နေတယ်ပြောရရင် World War II ကိုဖိုချီတာစားလိုက်တာမို့လို့လူတွေကအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မေ့ကုန်တာပါဇက်လန်ချင်းပြောရရင်ဆိုဗီယက်ပြည်ထောင်စုကဖက်စစ်ဂျာမနီနိုင်ငံကိုစစ်တိုက်ပေးရင်းနဲ့စစ်နာမိတ်နဲ့ပြန်အလားသူ့အမေကိုပွေဖက်တာပါမကြခင်မှာပဲအမိတ်ကပြန်ကြလာတာမို့လို့သူ့အမေကိုခွဲခွာခဲ့ရပါတယ်သူ့အမေကိုပြန်လာခဲ့မယ်လို့လည်းဂရိပေးရတယ်ဒါပေမဲ့အဲ့နေ့ကလေးကသူ့သားပြန်မလာခဲ့တော့တဲ့အကြောင်းပါရုပ်ရှင်ရုံကအပြန်အိမ်အပြန်လမ်းမှာတန့်ဂျီကိုပြောရတယ်မင်းမနှလုံးသားတစ်ခုရှိရဲ့တဲ့တန့်ဂျီကိုတန်တရားဖြစ်စေခဲ့တာကသူကဘာခံစားချက်မှမရှိတော့ဘူးလို့သူထင်နေတာရဲ့သူ့မိကုန်းကိုဖြေပေးတဲ့မာကီမာရဲ့ရက်တီချက်ကသူ့ဘဝမကြစေဘူးကဲနေပေါင်းမာကီမာအကြောင်းလေးထားပြီးတော့ရီဇယ်ဘက်ကိုပြန်လဲရအောင်အပိုင်း40ပေါ့ကောင်မလေးတယောက်ကတန့်ဂျီစီအကြံနဲ့လာတွေ့တယ်ဆိုဗီယက်ယူနီယံကဂျပန်ကိုစပိုင်လွတ်လိုက်တယ်အဲ့ဒါတူပါပဲဒီခေတ်ကာလမှာဆိုဗီယက်ယူနီယံကဂျပန်တနိုင်ငံလုံးကို explosion of economy စီးပွားရေးတချိန်ထိုးဖြစ်နေတာကို USA နဲ့တူသဘောမကျပါဘူး USA ကလည်းဆိုဗီယက်ပြည်ထောင်စုသဘောမကျပေမဲ့ဂျပန်ကိုမကြိုက်လို့ခဏပေါင်းထားလိုက်တယ်ပြီးတော့စပိုင်နေလွတ်လိုက်တယ်ဒါကပြဿနာအစဖော်ဖို့ပါပဲရီဇယ်ကတန့်ဂျီနဲ့ဘဝအတူတူပဲဂန်တယ်ဘိုနဲ့အတင်းကျပ်စာချုပ်ခံရပြီးတဲ့နောက်မှာဟာဘတ်ဖြစ်သွားတဲ့ကောင်မလေး World War II အပြီးခေတ်ကာလမှာရုရှားတွေကကလေးတွေကို train နဲ့တရှိုတွေဖြစ်တာဝန်ထမ်းဆောင်မှုအတွက်ပေါ့တနည်းအားဖြင့်ဂျာမနီကိုအရှေ့ပိုင်းနဲ့အနောက်ပိုင်းခွဲခြားတဲ့အခါအရှေ့ပိုင်းကိုရုရှားတွေကအုပ်ချုပ်ခွင့်ရပြီးတော့အနောက်ပိုင်းကိုအနောက်အုပ်စုဖြစ်တဲ့ USA, UK, France တို့ကအုပ်ချုပ်တယ်အရှေ့ပိုင်းကစင်းရဲလွန်းနာမို့လို့ရုရှားထောက်လိုင်းရင် operation တွေဖန်တီးတယ်အခုထိပြောနေတာကတမိုင်းအစ်စ်နိုင်ငံတစ်ခုတိုးတက်ဖို့အတွက်ကြားခံအရာတွေကသူတို့လိုကလေးတွေဖြစ်နေတတ်တယ်တနည်းအားဖြင့်နေရုပ်တို့ပေါ့ဒါကပဲဖူဂျီမိုတိုပေးချင်တဲ့အရာတစ်ခုပါရီဇယ်ကဆိုဗီယက်ပြည်ထောင်စုအတွက်အလုပ်လုပ်ရတယ်တန့်ဂျီကဂျပန်အတွက်အလုပ်လုပ်ရတယ်သူတို့ကအတုံးချခံဘဝရောက်မှမတီးရောက်နေခဲ့ရပြီးတော့အသက်16ဆက်ကိုနဲ့သူတို့နဲ့မအဆက်တဲ့ဘဝမှာနေရတယ်လို့ပြောရမယ်ရီဇယ်ကသူ့ဘဝတူမြင်လာတယ်တန့်ဂျီကိုလည်းအဲ့အကြောင်းပြောပြတယ်နိုင်ငံကခေါင်းပုံဖြတ်နေတဲ့အကြောင်းပေါ့အဲ့ဒီနောက်ပိုင်းမှာတော့နှစ်ယောက်သားချစ်ကြည်နူးကြတယ်ကျောင်းမှာတောင်မှစာတင်လိုက်တည်တယ်ပြီးကြမှာမဖြစ်ခဲ့တဲ့အတိုင်းနောင်ချိန်ပလိကြလီရော助けてください悪魔に襲われてます Bomb is coming. Jeez. バン俺が知り合う女がさ、全員俺氏が殺そうとしてんだけどみんな戦闘の進行ばっか持ちなんか見て、天気のシスターは欲しかねえのかဒီဇယ်အမှာတန့်ဂျီရဲ့ iconic အဖြစ်ဆုံးဒီစကားကအားလုံးကချင်းစောမဲ့နှလုံးပဲလိုချင်နေကြတာတန့်ဂျီကိုကြတော့ဆိုတဲ့စကားကအဲ့ဒါမာကီမာဝါရီညွှန်းတာပါ movie date တုန်းကမင်းမတစ်ခုရှိတယ်လို့ပြောလိုက်တာဖိုချီတာကိုပြောတာမှတန့်ဂျီကတည်ရဲ့သူမဟုတ်ဘူးလေရီဇယ်ကပါအဲ့လိုလုပ်သွားတဲ့အခါသူပိုနာကြီးရတယ်ရီဇယ်အဲ့အချိန်ငါမင်းကိုချစ်တယ်လို့ပြောလိုက်တဲ့အပိုင်းမှာရီဇယ်ကမချစ်မိသေးပါဘူးရီဇယ်ကိုတန့်ဂျီလွတ်ပလိုက်တဲ့အချိန်တ
တန့်ကြီးရဲ့ခံယူချက်ကိုအတိလင်းပြထားတယ်။ဒါပေမဲ့သူအဲ့စီစဉ်ကိုရီဇယ်အတွက်ဆွန့်လွတ်ဖို့ရည်စိုးထားပုံပေါက်ပါတယ်။ရီဇယ်ကအဲ့ချိန်ကနေစပြီးတော့သူ့အပေါ်ခံစားချက်တွေစရှိလာခဲ့ရပဲ။တန့်ကြီးကိုသူချစ်မိသွားရဲ့လေ။တို့တော့သူ့အသက်ကလေးရှိသေးရပေါ့။အဲ့နောက်မှာတော့သူအတော်လေးရည်ကြည်အောင်ဆောင်ပြီးတော့ဂယုမဆိုင်တယ်လို့လက်ထွက်သွားခဲ့ပါတယ်။ Say, wait, don't go! I'll wait for you at the cafe! I'll be there for lunch, okay? You better come! မာကီမာငိုရတဲ့အပိုင်းကိုပြန်တွေးကြည့်မယ်ဆိုရင်အဲ့ဒီမှာသူ့ရဲ့နူးညံ့မှုတွေပေါ်လာတယ်ဘယ်လိုပြောရမလဲအဲ့ဒီမှာတတိယမြောက်ကားပေါ့ကြီးတဲ့အချိန်သူ့ရဲ့အကြံစီတွေအကုန်လုံးကလုံးဝပျောက်ပြဲသွားပြီးတော့သူ့ရဲ့နာကျင်မှုတွေခံစားချက်တွေကိုခဏတာဖူဂျီမိုတိုကဖွင့်ထုတ်လိုက်တယ်မာကီမာတကယ်ကသူ့ရဲ့ညီအမ3ယောက်ထဲမှာဝေါ်ဒယ်ဘကိုအမုန်းဆုံးပဲရင်ထဲတဲတဲထီကိုယွန်ရှာတယ်စစ်ပွဲကြောင့်လူတွေမိသားစုတွေတည်ကြည်ပျက်စီးရတော့မြင်လာတယ်အစာတွေငှားရတော့မြင်လာတဲ့အတွက်နှွေးထွေးမှုဆိုတာကမရှိတော့ဘူးသူတို့အတိုက်မြုံပျက်စီးရတယ်ဆိုတဲ့ခံယူချက်လေးရှိနေတယ်အဲ့ဒါမို့လို့ကြံကြီးမ3ယောက်ကိုတတ်ဖို့ဖူဂျီတာကိုလွှတ်ခဲ့တာအဲ့ဒီဥပတ်တန်အမုန်းတွေကဘယ်ထိတောင်မှဆွဲပါခဲ့လဲဆိုတော့နိုင်ယူတာဘဝရောက်တဲ့အထိအာဆာကိုတဲ့ဝေါ်ဒဘိုဖြစ်တဲ့ယိုရူမြင်တော့တခိုးလို့ဂျိမ်မောင်ကြီးသူ့စီကအကျဉ်းနာနှွေးထွေးမှုတွေကိုလူယူမဲ့ဒူးလို့တတ်မှတ်ပြီးတော့တိုက်ခိုက်ခဲ့တယ်။မာကီမာရဲ့ပုံစံကအရန်ကြောက်ဖို့ကောင်းတာမို့လို့သူကချစ်ခင်မှုတွေကိုမဖော်ပြနိုင်ဘူး။ကျမတို့ဘဝမှာကိုတဲကြီးမဲကြီးရှာဖွေနေတဲ့အဖေကကို့ဘေးနားမှာရှိတယ်ဆိုတာကိုမတိမိတိတိမထားမိလိုက်တာမျိုးပေါ့။ဘဝမှာအယိုးရှင်းဆုံးအဖေနဲ့တည်ရှိနေတဲ့အရာတွေများစွာရှိကြပါတယ်။အခြေခံကြဆုံးသောလိုအပ်ချက်နှွေးထွေးမှုခံစားမှုစတာတွေကအယိုးရှင်းဆုံးအဖြေတွေဖြစ်နေတတ်တာကိုဒီအခန်းကဖော်ပြရတယ်။တစ်ဖက်မှာရီဇယ်ရတာဆိုဘာလို့တန့်ကြီးကိုလဲ့စားရလဲ။သူ့တာဝန်ကဆိုဗီယက်ပြည်ထောင်စုကချင်းစောမန်းကိုအစဖော်စေချင်တာပဲ။အဲ့တာဝန်အတွက်တူလာရဲဆိုတာကိုသူ့စိတ်ထဲမှာအမြဲတမ်းခံယူထားတယ်။တန့်ကြီးကတော့မြေစာပင်ဖြစ်သွားတာပေါ့။ပြီးတော့ဘဝမှာဘာမှမရှိတဲ့လူတယောက်ဟာပိုင်ဆိုင်မှုတစ်ခုရှိလာပြီဆိုရင်အဲ့ဒီဘဝကိုမှတ်မော်သွားတယ်။တန်ကြီးအတွက်က normal life ဆိုတာဆုလတ်တစ်ခုပဲ။အဲ့ကနေသူရုံမထွက်ချင်တော့ပြီးပြေးလည်းမဖြစ်ချင်ဘူး။တစ်ဖက်ကလည်းရီဇယ်လဲ့စားတာခံစားနေရတဲ့ဒန်ဂျီအနေနဲ့အတော်လေးအကြက်ရိုက်ပါတယ်။မင်းကနဲ့အတူထွက်ပြေးမလား။ဒန်ဂျီကမဖြစ်နိုင်တဲ့အရာတွေကိုစပြောလာတယ်။အတူထွက်ပြေးမလားတဲ့။ရီဇယ်ကမဖြစ်နိုင်မှန်းသိရဲ့သူ့ရဲ့အတိစိတ်ကသူ့ရဲ့စိတ်ဆန္ဒကိုတွန်းလှန်နိုင်တည်ရမလို့ငင်းဆိုနိုင်ခဲ့တယ်။လေးမှပေးလိုက်တဲ့ဒေစီပန်းလေးကိုမြင်တဲ့အခါမှာတော့သူအချစ်စစ်ကိုသူလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ရီဇယ်ကဒန်းကြီးနဲ့သူမဖြစ်နိုင်တာတွေလုပ်တော့မယ်ဆိုတာရီဇယ်ကိုရန်ကလည်းအတိဆုံး။မာကီမာကလည်းဒီလိုဖြစ်လာလောက်မယ်ဆိုတာတိကလေးကအဲ့ဒီဒန်းကြီးရဲ့လှုပ်ရှားမှုတွေကိုအကဲခတ်တော့တယ်။အကဲလို့ထွက်ပြေးခဲ့ရင်ဆိုဗီယက်ဘက်ကရောဂျပန်ဘက်ကရောတင်းမာမှုတွေဖြစ်လာမယ်။ဂန်ဒေပိုဆိုတဲ့အရာကိုခြေဖြတ်ဖို့နဲ့မာကီမာရဲ့ရည်မှန်းချက်ကနှောင့်နှေးသွားလိမ့်မယ်။သူတို့တရင်ပြတ်နေပြီဖြစ်ပြီးတော့နိုင်ငံတကာကလိုက်လံတပ်ဖြတ်မှာမို့လို့သူတို့နှစ်ယောက်ရဲ့အသက်ရှင်တန်နိုင်ဖို့ဆိုတာကမဖြစ်နိုင်တော့မာကီမာအနေနဲ့ဒန်ဂျီကိုတူးလက်အောက်မှာထားတာအကောင်းဆုံးပဲယူဆတယ်။ကာကွယ်ပေးလို့ရလေ။အစိုးရလုံခြုံမှုအနေအထားနဲ့ပေါ့။တခါတလေကြတော့လေဘဝကနာကျင်မှုတွေဆုံးရှုံးမှုတွေကြောင့်ပြုတ်ဆိုးသွားရတယ်လို့ထင်မိတတ်တယ်။ပကြီးကားမှာကိုမဆွဲကျင်မဲ့ဆွဲမိလိုက်တဲ့စုပ်ချက်ကလေးလိုပဲ။ကိုဘဝဆိုတဲ့ဒီပကြီးကားမှာမတိမတာလေးအဲ့အရာလေးကတမူထူးခြားသွားစေ။အဲ့ဒီဥပမာကိုရီဇယ်နဲ့ဒန်ဂျီကတရုပ်ဖော်တော့ပါတော့တယ်။ဘဝဘေးချင်နေပတ်ဝန်းကျင်ပုံစံတွင်းပေးမှုတို့ကမိမိကိုရှူတောက်ကိုယ်ပိုင်ဖန်တီးပေးလိုက်သည်။တခြားသူလွှမ်းမိုးရေးဖြစ်စေမိမိကိုယ်ကိုတတ်မှတ်ခံယူရေးဖြစ်စေမိမိရှူတောက်ကိုမှန်နေထင်တတ်တယ်။နိုင်တူရေးဒီလူလောကကျန်းစာအုပ်တွင်အမှန်တရားသည်ရှူတောက်တစ်ခုတက်တက်တာဖြစ်နေတတ်တယ်။မာကီမာဘက်ကကြည့်တော့လဲမှန်တယ်ရီဇယ်ဘက်ကကြည့်တော့လဲမှန်တာပေါ့ရီဇယ်လက်ထဲမှာတွေးစွန်းနေတဲ့ဒေစီပန်းလေးနဲ့ပရင်းပေါက်မှာခက်ရီးလေးမြင်နေရတဲ့ဒန်ဂျီကိုကြည့်ရင်ပြောလိုက်တဲ့စကားတစ်ခွန်းကငါလဲကြမတွားခဲ့ဘူးပါဘူးတဲ့တ
သူတို့နှစ်ယောက်တစ်ချိန်မဟုတ်တစ်ချိန်မှာပြန်တွေ့ကြပါလိမ့်မယ်လို့ဆုတောင်းပေးလိုက်ပါတယ်ပိုင်း40ရဲ့နာမည်က Love Flower Chainsaw ဖြစ်ပြီးတော့အပိုင်း52ရဲ့နာမည်က Broken Heart Flower Chainsaw ပါဒန်ဂျီရဲ့စစ်မှန်တဲ့အချစ်ကိုရီဇယ်ကယူသွားပြီဆိုတာကိုပဲပြောလိုက်ပြစေနော်初めて出会った時に殺さなかったんだろうデンジ君本当はね私も学校行ったことなかったの